တိုက်ရအောင်မင်းလက်ထဲမှာလည်းထုတ်ကြီးနေဘယ်သွားဖို့လဲ စားဖို့မရှိတော့လို့ကွာအပေါင်ဆိုင်သွားမလို့ ရတာစိတ်မကောင်းလိုက်တော့ကွာအေးပါကွာတော် ဟဲ့မင်းခုချိန်ကြီးအိမ်မပြန်သေးပဲနဲ့ဒီမှာဘာထိုင်လို့ အော်ဟွာငါမင်းစီကပတ်ဆိုင်ချီမလို့ဒီမှာထိုင်ဆောင်နေ ငါတော့စားဖို့မရှိတော့အဝတ်စားတွေသွားပေါင်ရတာလေကွာမင်းကဘလို့ချီးလို့ရမှာလဲကွာ ဩမင်းကလည်းကွာမင်းဝစားသွားပေါအောင်လားကွာ1000ရတယ်ဆိုရင်ငါ့ကို9000ချီလို့ရတယ်ကွာပြီးတော့မင်းဦးက2000ရတယ်ဆိုရင်ငါ့ကိုမင်း1000ချီလို့ရတယ်ကွာမင်းကလည်းချီတန်ရတယ်ချီတန်ရတယ် မချီးတတ်ဘူးချီးလို့လည်းမရဘူးဒီပတ်စံတော့ရောငါလောက်တာမဟုတ်ဘူးရော ဩမင်းကလည်းကွာလှုပ်ပါကွာနော် အေးမလို့ဘူးရောမလို့ဘူးရော